everyone. Teacher dine grade 12 mathematics ka di permutation and combination again chapter 5 ka po no di megon le taku teacher tui de. Era ba le so the number of diagonals that can be drawn in a regular octagon X so pi do di aphe ma ka A20 B28 C56 D48 so pi pe tha de. အဲ့ဒါဆိုလို့ရှိရင်ဒီတည်ပြီးသားလည်းဖြစ်ရင်ဖြစ်ကြမှာပါเนาะဒီမှာဆိုလို့ရှိရင်အဖြေမှန်က A20 အဲ့ဒါကိုရအောင်ဒီချက်တော့ဒါတမက်တန်မိကုန်းဖြစ်နေလေတမက်တန်မိကုန်းဆိုတဲ့အခါကျတော့ဒီ regular octagon ပုံကြီးကိုဆွဲကြည့်ပြီးတော့ဒီချက်တော့ဒီ line တွေကိုပေါ့เนาะသူကကြတော့ဒီ diagonal line တွေဆွဲရမှာအဲ့လိုကြီးလောက်ကြည့်နေဖို့အတွက်ဒီချက်တော့အချိန်မရဘူးမရတဲ့အခါကျဒီချက်တော့ဘယ်လိုတွက်မလဲဆိုတော့ဒီမှာ octagon ဆိုတော့သူ့မှာအနားက8နားရှိတယ်เนาะအနား8နားဆိုတော့ angle ကလည်းပဲ8ခုရှိတယ်အဲ့ဒါဆိုလို့ရှိရင်ကွာဥမာတီချာတို့ဒီမှာ octagon မြန်ဆွဲတာเนาะဒီ short video လေးပဲတင်တာဆိုတော့ဟုတ်ပြီဒီမှာဒါသူ့ရဲ့ angles တွေဆိုတော့တီချာတို့ကဘာလဲဆိုတော့ဒီ diagonal ဖြစ်တဲ့အတွက်ကြောင့်ဒီမှာကဟောဒီ angle A အတွက်ကြည့်မယ်ဆိုရင်ဒီ angle B ရှိကိုလည်းမဆွဲဘူး C ရှိကိုလည်းမဆွဲဘူးဆိုတော့ကျတော့ဘယ်နှခုကျန်မလဲဆိုတော့1 2 3เนาะ4 5ခုကျန်တဲ့ထောင်5ခုရှိကိုဒီချက်တော့ diagonal line တွေဆွဲမှာလေအဲ့ဒီခါကျတော့မင်းတို့ကဒီမှာအလွယ်တကူ5လို့ခြာရေးလိုက်5 plus ဘာလို့ဆိုတော့ဒီချက်တော့ဒီ point ကိုယ်တိုင်ကိုလည်းနှုတ်မယ်ပြီးလို့ရှိရင်သူနဲ့ကဲရဲ့ရှိတယ်เนาะအချင်းစင်ရှိနေတဲ့ B နဲ့ C နဲ့ကိုလည်းနှုတ်မယ်ဆိုလို့ရှိရင်ကျန်တဲ့ point 5 point ရှိကို diagonal တွေဆွဲရမှာဆိုတော့5 plus ရမယ်ပြီးလို့ရှိရင်နောက်ထပ်ဒီ A အတွက်ပြီးသွားပြီဆိုရင်နောက်ထပ် B အတွက်ဆွဲရင်လည်းပဲအဲ့လိုပဲ9 line ရလိမ့်အောင်မယ်5 plus ရမယ်အဲ့တော့ဒါဆိုလို့ရှိရင်ဒီချက်တို့ကဒီ5နှစ်ခါရေးပြီးပြီဆိုရင်ကျန်တာကအစင်းလိုက်ရေးချလိုက်4 plus 3 plus 2 plus 1အဲ့ဒါဆိုပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့ဒီမှာ10 14 19 18 19 20ရမယ်အဲ့ဒါမင်းတို့ဆွဲကြည့်အဲ့ဒါဆိုအဲ့20 lines ပဲရမယ်နော်အဲ့20 lines ပဲရမယ်ဥပမာဒါဒီချက်တို့ကဘာလဲဆိုတော့ regular octagon ပေါ့တကယ်လို့ hexagon ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်1 2 3 4 5 6 line ဆိုတော့ဒီမှာထားပါတော့ခုနလိုပဲ point A B C ဒီဆိုတော့ဒါ angle ကိုလိုချင်တာပေါ့နော် angle A angle B angle C အဲ့ဒီခါကျရင်ဒီမှာဆိုတော့ဒီအနား hexagon ဆိုရင်အနား6နားရှိသလိုပဲ angle ကလည်း6ခုရှိတယ်6ခုရှိတော့တချို့က diagonal ဘက်ဆွဲမယ်ဆိုတော့ဒီမှာ numbers of diagonal ဖြစ်နေတဲ့ကြောင့် diagonal ဘက်ဆွဲမယ်ဆိုတဲ့ကြောင့်ဒီလိုကဲ့ရဲ့ရှိတဲ့ဒီအနားတွေကိုထည့်မတွက်နဲ့တော့ထည့်မတွက်ဘူးဆိုလို့ရှိရင် diagonal ဆွဲမယ်ဆိုရင်1 line 2 line ဒီ3 line